ပြရဲ့ရှုပ်ထွေးမှုတွေကြားမှာကိုယ့်ရဲ့အိမ်မှာနဲ့ကိုယ်ပိုင်ကဘာလေးတစ်ခုကိုဖန်တီးခြင်းပါသလားအပင်စိုက်ရတာဝါသနာပါတဲ့သူတွေအတွက်ကိုယ်ပိုင်ကဘာလေးထဲမှာအပင်တွေစိုက်ရင်အပင်လေးတွေကနေပေးတဲ့စိတ်အေးချမ်းမှုတွေကိုခံစားခြင်းပါသလားဒါဆိုရင်တော့ devil နဲ့အတူတူမျိုးပြရဲ့ရှုပ်ထွေးမှုတွေကြားမှာကိုယ့်အိမ်မှာနဲ့ကိုယ်ပိုင်ကဘာလေးတစ်ခုကိုဖန်တီးခြင်းပါသလားအပင်စိုက်ရတာဝါသနာပါတဲ့သူတွေအတွက်ပန်းပင်လေးတွေတီးပင်စားပင်လေးတွေစိုက်ရင်းနဲ့အပင်လေးတွေကနေပေးတဲ့အေးချမ်းမှုကိုတယောက်တည်းခံစားကြမှာလားဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီနေ့ devil ရောက်ရှိလို့လာပါပြီ devil ကဒီနေ့ကိုယ့်အိမ်မှာနဲ့ကိုယ်ပိုင်ကဘာလေးတစ်ခုကိုဘယ်လိုဖန်တီးရမလဲအပင်လေးတွေစိုက်ရင်းနဲ့အပင်လေးတွေစီကနေဘယ်လိုအေးချမ်းမှုကိုရမလဲဘယ်လို chill လို့ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါဦး let's goပြောရင် Garden Horizon ဆိုတဲ့ game ကနည်းနည်းလေး realistic ဖြစ်တယ်မိုးချင်းတယ်မိုးရတာတွေကအစမသိရင်တကယ်ကဘာမှာကိုကအပင်ဆိုင်နေနဲ့မိုးရေထဲမှာဘယ်လိုပြောရမလဲကိုကမိုးရေထဲမှာတကယ်အပင်ဆိုင်နေတဲ့ realistic feeling မျိုးကိုခံစားရတယ်ဆိုတော့တော်တော်လေးတော့မစိုးဘူးပြောရမယ်ဆိုတော့ဒါတွေဆိုလို့ရှိရင် devil အရင်ရက်ကစိုက်ထားတာလေးတွေပေါ့နော်မှုလေးတွေပူပြီးရောင်းလိုက်ပါအောင်မယ်ပြီးရင်ဒီမှာ bell pepper ငရုတ်သီးလေးတွေရှိတယ်ဆိုတော့အရင်ဦးဆုံးဒါလေးတွေခူးပြီးရောင်းလိုက်မယ်အိုးမိုးချိုးပြစ်ထားတာပဲဆိုတော့ဒီ game က grow a garden ကိုမှဟိုဘယ်လိုပြောရမလဲမတူညီတဲ့ version မျိုးပေါ့နော် grow a garden လို့ပဲအပင်ဆိုင်ရတဲ့ game ချင်းတူတယ်ဒါပေမဲ့မတူတာတစ်ခုက grow a garden လို့မဟုတ်ဘဲねဒီကောင်က graphic quality ကအစတော်တော်လေးကောင်းတယ်ဒါဆိုရင်ကျွန်တော် full graphic နဲ့ဆော်တာပေါ့နော် graphic quality တော်တော်ကောင်းတယ်ပြီးတော့တကယ်ကိုမှ sound system တွေကအစeffect တွေက realistic sound တယ်ဆိုတော့ကျွန်တော်တို့ channel ဘာလေးတွေရှိသေးလဲဆက်ကြည့်လိုက်ရအောင်ကျေးရွာလေးတစ်ခုမှာကိုက garden site တယ် garden site ပြီးဒီ site ကိုအသီးပင်တွေကိုရောင်းဖို့အတွက်မျိုးတဲကိုထွက်လာရတယ်လို့ပေါ့နော်လမ်းလေးကအစတကယ်ကိုမှတောရွာလမ်းလေးတစ်ခုကနေပြီးတော့မျိုးတဲကိုရောက်သွားတဲ့ပုံစံမျိုးလေးလုပ်ပေးထားတာဆိုတော့တကယ်ကို graphic ပိုင်းအနေနဲ့ဆိုရင်ပြောစရာမရှိတော့အောင်မိုက်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဗလိန်းတာတော့မဟုတ်ဘူးအတုံး game ပုံစံမျိုးမှာဒါလောက်ကောင်းတဲ့ graphic တွေဒါလောက်ကောင်းတဲ့ graphic ဆိုအပင် site game မှာပေါ့နော်အပင် site game မှာဒါလောက်ကောင်းတဲ့ graphic ကိုလုပ်ပေးထားတယ်ဆိုတော့တော်တော်လေး realistic လဲဆန်တယ်ဆိုတော့ချေးပြီးတော့ဆော့မယ်ဆိုရင်တကယ်ကိုမိုက်တဲ့ game တစ်ခုပါဒီတကုံလေးလှလိုက်တာနောက်ခံ background ကအစတော်တော်လေး chill ဖြစ်တယ်ပြောမှဆိုရင်တီးလုံးလေးကိုခံစားရင်းနဲ့ပဲဒီတီးလုံးလေးထဲမှာစီးမျောသွားတာမျိုးပေါ့နော် devil ကအဲ့ဒါလေးကိုတော်တော်သဘောကျတယ်ဆိုတော့ပုံမှန်ဆိုရင် devil game ဆိုရင်အတန်ပိတ်ဆော့လေးရှိတယ်ကိုကြိုက်တဲ့သချင်းတွေဖွင့်ပြီးနားထောင်တယ်ဒါပေမဲ့ Garden Horizon ရဲ့တီးလုံးလေးကတကယ်လေးကိုမှ relax ဖြစ်လုံးအားကြီးတယ်ဆိုတော့သဘောကျပါတယ်background sound လေးကို rating ပေးရမယ်ဆိုရင်8 out of 10ပါနှုတ်ဆက်တဲ့ပုံကအစမိုက်တယ်ဟေ့အပင်စိုက်တဲ့ animation ကလေတကယ်ကိုမိုက်တယ်အပင်ပေါက်လာတာလေးအစဒါဆိုရင် carrot လေးမြေကြီးတွေကနေထွက်အညောင်ထွက်အလုံးထွက်ပြီးသွားရင်အပေါ်ကအရွက်တွေပါထွက်လာgood day onion mushroom banana that's all I'll buy some banana and the mushroom and the onion corns and carrot LA တချင်းတော့ပါကောက်ဆက်လိုက်ကဲဟုတ်ပြီဒါလေးဝယ် corn တော့စမဝယ်တော့7000မင်းကျန်တော့ဆိုတော့ပတ်စံပြန်ရှာ banana no mushroom ကိုဘယ်လိုကြီးလဲကြည့်ရမယ် mushroom စိုက်လိုက်မယ်ဒီမှာလည်း mushroom စိုက်လိုက် mushroom ကြီးပုံကြီးနီးလေးကိုကြည့်ကြလို့ oh ဒီ mushroom ကြီးကြီးပဲ oh my gosh ဘ
ပြောမယ်ဆိုရင်အပင်ကတဖြည်းဖြည်းနဲ့သူ့ရဲ့ပြူးပြင်ပြောင်းလဲလာတဲ့ပုံစံပေါ့နော်ဒါကိုဘယ်လိုပြောရမလဲ10တန်းမှာဘာယူထားတဲ့သူတွေဆိုရင်တော့သိတယ်အပင်ရဲ့တဖြည်းဖြည်းကြီးထွားနှုန်းဘယ်နှလားမှာဘယ်လောက်ကြီးမယ်ဘယ်ဟာလေးတွေစပြီးထွက်လာမယ်ဘာလေးတွေပေါက်လာမယ်ဆိုတာမျိုးလေးကိုသူကအသေးစိတ်လုပ်ပေးထားတာဆိုတော့ကတကယ်ကိုမိုက်တယ်လို့ပြောလို့ရတယ်ဆိုတော့အပင်ဆိုင်ရတော့ဝါသနာပါတဲ့သူတွေနဲ့လည်းလုံးဝ perfect ပဲဆိုတော့ devil ကို mushroom grower လေးကိုထိုင်ကြည့်နေတော့တဆင်ချင်းစီအောက်ကအမြင့်ထွက်တယ်ဘာညာလေးတွေထွက်လာတယ်ဘာညာလေးတွေထွက်ပြီးဘယ်ညာလေးတွေထွက်လာတယ်လေဟေးအောင်ရေးမိုက်လိုက်တာလို့တကယ်ကိုမိုက်တာပါလို့ဘုံတိုင်းဆိုပြီးတော့ကြီးထွားသွားတာမဟုတ်ဘူးနော်တကယ်ကြီးကိုကျွတ်တယ်လို့အရှုံးလေးတစ်ဖြည်းဖြည်းကြီးလာတာလေးကတော်တော်လေးမိုက်တယ်ဆိုတော့အခုဘာကြည့်မလဲ onion ကြက်သွန်ကြည့်မယ်ကြက်သွန် onion လို့ခဲတော့ကြီးကောက်ဆိုင်ပလိုက်တယ် what the hell ထားလိုက်ပါတော့ခဲတော့ပဲစိုက်လိုက်တော့မယ်ကဲအခုမှ onion ကိုတကယ်စိုက်မှာ onion ကြက်သွန်ဘယ်လိုပေါက်လဲကြက်သွန်စိုက်ပြီးဝိုင်းကြက်သွန်ဘယ်လိုပေါက်လဲကြက်သွန်လေးတွေကိုစိုက်ပြီးသွားရင်ကြက်သွန်လေးတွေအမြစ်ကလေးတွေရင်ထွက်လာပြီးတော့မှအမြစ်ကနေပြီးတော့အပေါ်ပလုတ်ဆိုပေါက်လာပလုတ်စတော်ဘယ်ရီသီးတွေကြီးလာပြီ oh my god စတော်ဘယ်ရီပင်အောက်မှာချင်းတွေးလို့ပြောရင်ဒီမှာဒီစတော်ဘယ်ရီပင်လေးကိုတတိယလိုက်ပါစတော်ဘယ်ရီပင်အောက်မှာချင်းတွေးလို့ရပါတယ် see you see စတော်ဘယ်ရီပင်အောက်မှာချင်းတွေးလို့ရပြီနော်တာကြီးတို့အကျန်းစတော်ဘယ်ရီအပင်အောက်ကိုဝင်မယ်တွေ့လားစတော်ဘယ်ရီပင်အောက်မှာချင်းတွေးဖို့တော့အမှစတော်ဘယ်ရီပင်ကြီးရှိတယ်ချင်းတွေးခြင်းရင်ပြောပါလူတစ်ယောက်ကို9000ဝင်ချေးကောက်ပါမယ်Hello mister ဒါလေးတွေအကုန်ရောင်းခြင်းလို့ပါဘယ်လောက်ပေးမလဲ900ပေးမယ်900မဟုတ်ရင်13000လောက်ရတယ် Oh my gosh စတော်ဘယ်လီပင်အောက်မှာချင်းတွေးခြင်းနဲ့ဆိုရင် Devil ရဲ့ garden ကိုလာခဲ့လိုက်ပါဒါနဲ့ပြောတယ်ရှိတယ်ကျွန်တော်နောက်နေ့ကစာပြီး Devil ဟုတ်ချင်မှာဟုတ်တော့နော်နာမည်ချင်းမှာတော့ဘာတွေရောင်းလဲဆိုကြက်သွန်နေပဲရောင်းနေရောင်းနေဝယ်ကွာ200ဘိုးဝယ်200ဘိုးမဟုတ်2000ဘိုးဝယ်ပြင်မုံလာဦးတွေ200ဘိုးလောက်ဝယ်လိုက်400ဘိုးလောက်ဝယ်လိုက်ဒါဆိုရင်ဘိုးဖြစ်နေတာဒါဆိုရင်မဲ့သွားပြီဟာရောင်စပနန်ကဆွဲနှုတ်လိုက်ရင်တခါတည်းအပြီးပျောက်သွားတာပဲအဲ့ဆိုရင်တော့မရောတော့ပါဘူးမိတ်ဆွေတို့ကိုယ့်ရဲ့စပါးကင်းလေးတွေကိုကြည့်လိုက်ပါစပါးလေးတွေမှာစပါးလေးတွေစိုက်တာစပနန်လေးတွေလေရွာရိမ့်မင်းနဲ့ကိုနဲ့ချင်းရင်လဝိတ်စမမှာတက်ထိုးကြအာယာ why you do like that mutation ပြီးတော့ဟိုတီးလုံးလေးပြန်လာတာပဲရောင်းမယ်အကုန်လုံးရောင်းမယ်လောက်ရမယ်လေ3000ကျော်တောင်ရတယ် good very good စတော်ဘယ်ဒီထက်ရပြီ apple ထက်ရပြီ apple တော့လိုချင်နေတာကတခြားဟာတွေပါ potato I want potato ဝဲကာရနာစီပတ်မလဲဒီမှာဟောက်မယ်အားရမလဲဟောက်မယ်ဘယ်ပတ်ပါပဲလား okay ပါငရုတ်သီးပင်ထပ်ပေါက်ပါ good job second အဲ့ဒါလေးပေးလိုက်လေလို့damn ကောင်းတာလေးတစ်ခုလောက်ပေးလိုက် what the fuck
ဒါက dandelion ဟဲ့ငါပန်းရောဟဲ့ငါပန်းဒီနာငါပန်းပျောက်သွားပြီ dandelion ပွင့်တာလေးက my dad အော်ဒါမဲ့အန်ကွန်မွန်ဖြစ်နေတာစတော်ဘယ်ရီပင်ထပ်ဆိုင်မယ်စတော်ဘယ်ရီပင်အောက်မှာချိန်တွေးဒါဟိုနေ့ကတပည့်ရထားတဲ့ sun petal တကယ်ကိုလာပါတယ်ဒီမှာ dandelion ဒီမှာ sun petal so good ပါဟောဒီမှာ rose ကဲဒါဆိုရင်တော့ဒီနေ့ game play လေးကဒီလောက်ပါပဲဒါပဲကဒီ game လေးကတကယ်ပဲချေလို့ကောင်းရင်လားဆိုတော့ဒီ content လေးမှာပြောပြပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့မိတ်ဆွေတို့အားလုံးပဲ The Vet ဗီဒီယိုလေးကိုကြိုက်နေတဲ့ကြဖို့မျှော်လင့်ပါတယ် The Vet channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးအော်ဒါနဲ့ robust တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ EDRM မှာရှိပါတယ်ဈေးလဲတန်ပြီးမြန်လဲမြန်ပါတယ်ခင်ဗျာဆိုတော့အခုပဲသွားဝယ်လိုက်ပါ bye bye